သမားတိုင်းရဲ့အခွင့်အရေးတွေအပြည့်အဝရရှိစေအားစိတ်ကဆောင်ရွက်မယ်လေးနဲ့ကတိပြုပါတယ်လေအလုသမားကကိုရှောက်စေမယ်ရွှေရောင်အနာဂတ်အိမ်မက်များတို့အတူလက်တွဲတာလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်သွား